ရာသီဥတုကူးပြောင်းချိန်မှာမိသားစုကျန်းမာရေးအတွက်ကြိုတင်သတိပြုရန်အချက်များခုတလောရာသီဥတုကတအားပူလာလိုက်မိုးကရုတ်တရက်ရွာချလိုက်နေဆိုတော့မိသားစုဝင်တွေအခုလိုရာသီဥတုအကူအပြောင်းကာလမှာဖျားနာတာမျိုးမဖြစ်ရအောင်ကြိုတင်ကာကွယ်ထားဖို့အရေးကြီးပါတယ်။ကိုယ်တိုင်လည်းကျန်းမာပြီးစိတ်အောင်စိတ်ကန်းသွားရမယ့်အခက်အခဲတွေကနေလည်းကင်းဝေးစေဖို့အတွက်အခုပြပြမယ့်အချက်၃ချက်ကိုကြိုတင်လှုပ်ဆောင်ထားလိုက်ပါ။နံပါတ်၁ခန္ဓာကိုယ်အပူချိန်ကိုထိန်းညှိပါ။တွေကနေမိုးကူးတဲ့အချိန်မှာခန္ဓာကိုယ်ကအပြင်ကအပူအေးဓာတ်ကိုလိုက်မြင်ရတာအရင်ပင်ပန်းပါတယ်။အပြင်ကနေချွေးသက်ရွှဲရွှဲနဲ့ပြန်လာခြင်းရေအေးတောက်တာရေချိုးတာမျိုးကိုလုံးဝရှောင်ပါ။အနည်းဆုံး9ရက်လောက်အနားယူပြီးကိုယ်အပူချိန်ပုံမှန်ဖြစ်မှသာရေချိုးပါ။ဒါကအပူရှက်တာနဲ့ရုတ်တရက်အေးမိတာကိုအထီးအောင်ဆုံးကာကွယ်ပေးနိုင်ပါတယ်။နံပါတ်2ကိုယ်ခံအားစနစ်ကိုအစားအသောက်ဖြင့်ညှစ်တင်ပါ။သူတွေကကိုယ်ခံအားတအောင်ဆေးတွေပဲလိုက်တောက်ကြတာပါ။တကယ်တော့ကိုယ်ခံအားစနစ်ရဲ့80%ကတင်းဦးလန်းကြောင်းထဲမှာရှိတာပါ။ဒါကြောင့်ဒီရာသီမှာအစာမချေတာညမထီအောင်ကြည့်ဆိုင်ပါ။ဆက်တဲ့အတီးအနှံနဲ့အစာချေလိုတဲ့အစာအစာတွေကိုပိုစားသုံးပေးခြင်းကခန္ဓာကိုယ်ရဲ့ခုခံအားကိုအတွင်းပိုင်းကနေခိုင်မာအောင်ကူညီပေးမှဖြစ်ပါတယ်။နံပါတ်3လုံလောက်စွာအိပ်ဆက်အနားယူပါခန္ဓာကိုယ်ရဲ့ပင်ပန်းနှွမ်းတဲ့မူတွေကိုကြံလဲကူစားပေးနိုင်ဖို့ညဘက်မှာအိပ်ချိန်9နာရီတည်းရောက်အိပ်ဆက်အနားယူပေးပါအယေဝအိပ်ဆက်ခြင်းကယောဂပိုးမွှားတွေကိုတိုက်ထုတ်နိုင်စွာတိတိကျကျညှင့်သက်စေတဲ့အခမဲ့ကိုယ်ခံအားစီတစ်ခွက်ပဲဖြစ်ပါတယ်။ဒီနည်းလမ်းလေးတွေကရိုးရှင်းပေမဲ့ရာသီကူးချိန်မှာကျန်းမာရေးအတွက်တကယ်ကိုအထောက်အကူပြုပါတယ်။တခြားသူတွေကဗဟုသုတရသွားအောင်ညှိနှိုင်းပေးလိုက်ပါအောင်နော်။